အားလုံးပဲမင်္ဂလာပါချိန်ပိုင်း20 language center ပြန်လည်ကြိုဆိုလိုက်ပါတယ်။မကချိန်ပိုင်းကမှချိန်လက်ပဲဖြစ်ပါတယ်။မဒီနေ့မှာတော့ N4 မင်းနာ2မှာပါတဲ့အခန်း30เนาะအခန်း30ကဘွန်ပိုးလေးနှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့မင်းနာ2မှာပါတဲ့အခန်း30ကဘာလဲဆိုလို့ရှိရင်တာရိုရှိဆိုတဲ့လှုပ်ဆောင်ခြင်းပြတကယ်တော့တာရိုရှိဆိုတဲ့ဟာကအမတို့ N5 မှာတွေကပါပြီးသားဘတ်တွေเนาะတခုခုလှုပ်ဆောင်နေဆိုရင်လှုပ်ဆောင်ခြင်းပြဘတ်တွေအကုန်လုံးကတာရိုရှိတွေပဲဆိုတော့ထွတ်ထွတ်ထူးထူးမဟုတ်ဘူးเนาะတာရိုရှိဆိုတာတကယ်တော့29မှာတော့ကဂျီရိုရှိဆိုပြီးတော့မှအခန်း29နဲ့30မှာဂျီရိုရှိတာရိုရှိဆိုပြီးခွဲသွားလို့တာရိုရှိကိုတည်တံ့ပြောပြနေတာဖြစ်တယ်တကယ်တော့တာရိုရှိဆိုတဲ့ဟာကဟိုးအရှိမာတွေက N5 ကနေစပြီးတော့တို့သင်လာခဲ့တယ်เนาะအိတ်တယ်တို့အိတ်ရထားတယ်တို့စာလေးလာတယ်တို့ထမင်းစားတယ်တို့เนาะအဲ့ဒါတွေအကုန်လုံးလှုပ်ဆောင်ခြင်းပြအကုန်လုံးဒီဘာတွေလဲဆိုတော့ဒါရိုရှိတွေပဲဖြစ်တယ်ဟုတ်ပြီเนาะဒါရိုရှိဆိုလို့ဘာကြီးလဲဆိုပြီးတော့ထူအရင်စဉ်းစားနေကြလဲမလို့ဘတ်တွေများအများကြီးထပ်ပြီးတော့ခွဲရမှာလားဆိုတဲ့ဟာမျိုးလဲစဉ်းစားကြမလို့เนาะရှေ့မှာမတို့သိခဲ့တဲ့ဘတ်တွေတော်တော်များများကဒါရိုရှိတွေဖြစ်တယ်ဟုတ်ပြီเนาะဆိုတော့အဲ့ဒီဘတ်တွေကိုသုံးပြီးတော့မှဒီရဲ့ဘုံဘိုးလေးနှစ်ခုကိုရေးသွားမှာဖြစ်တယ်ဆိုတော့ဒီဘုံဘိုးနှစ်ခုကပါလဲဆိုရင် birthday arimas နဲ့ birthday okimas နှစ်ခုစလုံးရဲ့အဓိပ္ပာယ်ကတော့ဗတ်ထားတယ်ဗတ်ထားမယ်ဆိုတဲ့ဟာမျိုးဟုတ်ပြီနော်ဆိုတော့အဓိပ္ပာယ်ကတော့ပြောမယ်ဆိုလို့ရှိရင်တူတယ်နော်လှုပ်ထားမယ်တခုကလည်းဗတ်ထားမယ်ဒါကလည်းဗတ်ထားမယ်ဆိုတဲ့ဟာအဓိပ္ပာယ်ကတော့တူတယ်ဒါပေမဲ့သုံးတဲ့ပုံစံချင်းမတူဘူးဆိုတော့ပုံစံလေးဘယ်လိုကွဲလဲကြည့်ကြည့်အောင်နော်ဆိုတော့ birthday arimas အရင်ဆုံး birthday arimas ကိုပြောပြပေးမယ်ဆိုတော့ birthday arimas ဆိုတဲ့ဟာကတော့ N5 ရဲ့အခန်း30မှာသင်ခဲ့ဦးတယ်ဘုံပိုးလေးနဲ့တူတယ်ဟုတ်ပြီနော်နေရာမှာနောင်ကရှိတယ်ဆိုပြီးတော့မှ N5 ရဲ့အခန်း30မှာသင်ခဲ့တယ် place နီနောင်ကarimas ဆိုတဲ့ဒီရဲ့ birthday လေးကိုခဏမိတ်လိုက်မယ်ဆိုရင်အဲ့ဒါကအခန်း30ကဘုံပိုးလေးဖြစ်တယ်ဟုတ်ပြီနော်နေရာမှာနောင်ကရှိတယ်အခုကဘယ်လိုမျိုးရှိမှလဲဆိုတော့တခုခုကိုလှုပ်ဆောင်ထားပြီးတော့မှရှိနေတဲ့ပုံစံကိုပြောတာเนาะပစ္စည်းတွေရှိချင်းပြတဲ့အခါမှာလဲဒီဟာလေးကိုသုံးတယ်လို့ပြောထားတယ်เนาะ birthday arimas ကဥပမာပစ္စည်းတွေကဘယ်လိုမျိုးပုံစံမျိုးရှိနေလဲဆိုတဲ့ဟာလေးကိုပြတဲ့အခါမျိုးမှာလဲသုံးတယ်ဆိုတော့ဒီမှာပစ္စည်းတွေရှိချင်းကိုပြတဲ့အခါမှာလဲသုံးတယ်လို့အမှဒီထဲမှာထည့်ထားပေးတယ်เนาะဆိုတော့နေရာမှာနောင်ကလှုပ်ထားပြီးရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဘာသာပြန်ရင်တော့လှုပ်ထားပြီးရှိနေတယ်ဆိုပြီးတော့ဘာသာပြန်ခတ်တယ်လေเนาะအဲ့တော့လှုပ်ထားတယ်ဗတ်ထားတယ်လို့ပြန်ရင်တော့သင့်တော်တယ်ပေါ့เนาะဆိုတော့နေရာမှာနောင်က birthday arimas ဆိုရင်နောင်ကလှုပ်ထားပြီးရှိနေတယ်ပေါ့တခုခုလှုပ်ထားပြီးရှိနေတယ်တယောက်ယောက်ကလှုပ်ထားပြီးရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဆိုတော့ဘာသာပြန်ကြည့်အောင်ရေးကြည့်အောင်နော်ဆိုတော့ rainbow လေးတစ်ချောင်းလောက်ကြည့်ကြည့်အောင်သေဘူးတို့နေအိုဆာရာကနာရာဘေးတဲ့အာရီမတ်သေဘူးတို့စပွဲကောင်မှာအိုဆာရာပကံတွေကနာရာဘေးတဲ့အိုကီမတ်နာရာဘေးတဲ့အာရီမတ်ဆိုတော့စီတန်းထားတယ်တကယ်တော့စီတန်းပြီးတော့ရှိနေတာစီထားတာပေါ့နော်စီထားပြီးတော့ရှိနေတာဆိုတော့ဇုံတယောက်ကစီထားမှသာလေစီထားတဲ့အတိုင်းရှိနေမှာနော်ဒီတိုင်းရှိနေတာမဟုတ်ဘဲနဲ့စီတန်းထားပြီးတော့ရှိနေတာဒါပေမဲ့ဘာသာပြန်တဲ့အခါစီတန်းထားပြီးရှိနေတယ်လို့ဘာသာမပြန်ဘူးဘယ်လိုပြန်လဲစီတန်းထားတယ်စီထားတယ်ပေါ့ဆိုတော့စပွဲကောင်ပေါ်မှာပကံများတွေပကံတွေကိုစီထားတယ်ဟုတ်ပြီနော်ဒီလိုဘာသာပြန်လို့ရတယ်ကဲဟုတ်ပြီနော်ဆိုရင်နောက်တစ်မျိုးကြည့်ကြည့်အောင်ဒါလည်းပဲအခန်း30မှာပါတဲ့ဟာပဲဒီနှစ်ခုကိုမတို့က place နဲ့ noun တွေကိုနေရာလေးချိန်လိုက်ပါဟုတ်ပြီနော် noun က place နဲ့ birthday arimas noun ကနေရာမှာရှိကြောင်းကိုပြောပြတာဖြစ်တဲ့အတွက် noun 1နဲ့သုံးမယ်သူမှာတော့ noun ကသုံးပေမဲ့ဒီမှာ noun 1လို့သုံးမယ် noun 1 place နဲ့ birthday arimas အခန်း30မှာ place နဲ့ arimas နေရာမှာနောင်ကနေရာမှာရှိရလို့ပြောတဲ့ဟာအခုဒီမှာတခုခုတယောက်ယောက်ကတခုခုလှုပ်ထားပြီးတော့ရှိချင်းကိုပြတဲ့အခါကျတော့ birthday arimas ဆိုပြီးသုံးပါဟုတ်ပြီနော်ရှာရှင်းဝါဟိခိဒါရှိနီရှိမတဲ့ arimas ရှာရှင်းဓာတ်ပုံတွေကဟိခိဒါရှိအန်ဆွဲတဲ့မှာရှိမတဲ့ arimas ရှိမာရီမဆိုတာတိမ့်ဆဲထားတာဟုတ်ပြီနော်ရှိမတဲ့ arimas တိမ့်ဆဲထားတယ်တိမ့်ထားတယ်လို့ပြောတာဟုတ်ပြီနော်နိရှိမတဲ့ arimasဆိုတော့ဒီမှာတို့ကဒါလေးတစ်ခုပဲเนาะ birthday ဆိုတဲ့ဟာလေးတစ်ခုပဲပြောင်းသွားတာဖြစ်တယ်ဒါပေမဲ့ဘာသာပြန်ရင်တော့ခုနကပြောသလိုမျိုးရှိတယ်လို့မပြောတော့ဘဲနဲ့ဗတ်ထားတယ်လို့ပြောမှာပေါ့ဟုတ်ပြီเนาะဆိုတော့ဓာတ်ပုံကိုအန်ဆွဲထဲမှာတိမ့်ထားတယ်ဟုတ်ပြီเนาะတိမ့်ထားတယ်ဒါကိုကလှုပ်ထားတာလည်းဖြစ်ချင်ဖြစ်မယ်တစုံတစ်ယောက်ကလှုပ်ထားတာလည်းဖြစ်ချင်ဖြစ်မယ်ဟုတ်ပြီเนาะလှုပ်ထားပြီးရှိနေတာတိမ့်ထားတာဟုတ်ပြီเนาะဒါမျိုးကိုပြောချင်တဲ့အခါကျရင် birthday arimas နဲ့သုံးလို့ရတယ်ကဲတော့ဆို birthday arimas လေးကိုနားလည်မယ်လို့ထင်တယ်เนาะဆိုတော့နေရာမှာပစ္စည်းရရှိတာကိုရိုးရိုးရှိတာမဟုတ်ဘဲနဲ့တယောက်ယောက်ကလှုပ်ထားတဲ့အခါမျိုးလှုပ်ထားတဲ့ပုံစံနဲ့ရှိနေခြင်းကိုဖော်ပြတဲ့အခါကျရင်
birthday arimas နဲ့သုံးမယ်လို့မှတ်မယ်ဟုတ်ပြီလားဆိုရင်နောက်ထပ်တစ်ခု birthday okimas birthday okimas ကတော့ birth ထားမယ်ရည်ရွယ်ချက်နဲ့လုပ်ထားတာเนาะမတို့တစ်ခုခုကိုကြိုတင်ပြီးတော့မှတစုံတစ်ခုအတွက်ကြိုတင်ပြီးရည်ရွယ်ချက်ရှိနဲ့လုပ်ထားမယ်ဆိုတဲ့အခါမျိုးကြရင်birthday okimas ကိုသုံးတယ်ဟုတ်ပြီနော် birthday okimas ကိုတော့တခြားဟာလေးတွေနဲ့တို့ကြိုပြီးတော့တွဲပြီးတော့မှသုံးလို့ရတယ်တို့ကရည်ရွယ်ချက်နဲ့လုပ်မှာဖြစ်တဲ့အတွက်တစ်ခုခုကမတိုင်ခင်တစ်ခုခုမလုပ်ခင်မှာတစ်ခုခုကိုလုပ်ထားမယ်ဟုတ်ပြီနော်ဒီလိုမျိုးခါမျိုးမှာသုံးတယ်ဆိုတော့ဘာနဲ့တွဲသုံးပါလဲဆိုတော့မရဲ့နီနဲ့တွဲသုံးမယ်မရဲ့နီက F5 မှာတို့ပြောခဲ့ပြီးပြီဟုတ်ပြီနော်မရဲ့နီကိုမှတ်မိမလားမသိဘူးဘာတွေနဲ့တွဲသုံးလဲ noun နော်မရဲ့နီ verb dictionary form မရဲ့နီဟုတ်ပြီနော်ဒါလေးလည်းမေးလို့မရဘူးနော်verb dictionary form မရဲ့နီ noun နော်မရဲ့နီဟုတ်ပြီနော် birthday okimas မရဲ့နီကမတိုင်ခင်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့တခုခုမတိုင်ခင်မှာတခုခုကိုလုပ်ထားမယ်ရည်ရွယ်ချက်နဲ့ဟုတ်ပြီနော်ဆိုတော့ဒီမှာ ribbon လေးကြည့်ရအောင် ryoko no mae ni iro iro shirabete okimas ryoko ဆိုတဲ့ noun ဖြစ်တဲ့အတွက် noun no mae ni ဟုတ်ပြီနော် ryoko no mae ni iro iro shirabete okimas ခရီးမသွားခင်မှာအမျိုးမျိုးရှာဖွေထားမယ်ရှာဖွေထားမယ်ရှိတာပဲတဲ့ okimas ဟုတ်ပြီနော်ရှာဖွေထားမယ်ခရီးမသွားခင်မှာဥပမာဟိုတယ်စုံစမ်းထားတာမျိုးကားလက်မှတ်လေးလက်မှတ်စုံစမ်းထားတာမျိုးဒါမျိုးအမျိုးမျိုးစုံစမ်းရှာဖွေထားမယ်လို့ပြောချင်တာဟုတ်ပြီနော်ဆိုတော့မြေကိုနောမရဲ့နိအီရိုအီရိုရှိတာပဲတဲ့ okimas ဒီဟာလေးရမယ်နော်ဆိုတော့တစ်ခုကဘာရှိအောင်လဲဆိုတော့ verb တာရာ verb တဲ့ okimas verb တာရာ verb ခဲလျင်ဆိုတဲ့အဓိပ္ပာယ်နော် verb ခဲလျင် verb လျင်ဆိုတဲ့အဓိပ္ပာယ် verb တာထောင်နဲ့တွဲသုံးထားတဲ့ဟာနော် verb တာရာဆိုတော့ shukurai ga owattara hon o modoshite okimas သူလည်းဒီတိုင်းပဲเนาะတခုခုလုပ်ပြီးရင်လုပ်ခဲ့ရင်တခုခုလုပ်ရင်တခုခုကိုလုပ်ထားမယ်ဆိုတဲ့အဓိပ္ပာယ်ဒါလည်းရည်ရွယ်ချက်နဲ့လုပ်တာပဲစဉ်းစားကြည့်အောင်เนาะ shukurai ga owattara hon o modoshite okimas အင်စာက owattara ပြီးသွားရင် hon o စာအုပ်ကို modoshite okimas ပြန်ထားမယ်နေရာမှာပြန်ထားမယ်မိုရိုရှိမဆိုတာနေရာကိုပြန်ထားမှာဆိုတော့ဘာလို့နေရာကိုပြန်ထားမှာလဲနောက်တစ်ခါပြန်ပြီးသုံးတဲ့အခါကျရင်အစင်သင့်ရှိနေအောင်လို့ရည်ရွယ်ချက်နဲ့ပြန်ပြီးတော့မှနေရာမှာထားမယ်လို့ပြောတာဟုတ်ပြီနော်ဆိုတော့ shukurai ga owattara hon o moroshite okimas ရမယ်နော် wattara watte okimas တခုခုဖြစ်ခဲ့ရင်တခုခုကိုလုပ်ထားမယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ကဲဒါဆိုရင်နောက်တစ်မျိုးကြည့်ရအောင်နော် verb mas ခါတာဒါလည်းအဓိပ္ပာယ်ကလေးစင်တယ်နော်ပုံမှန်အဖြစ်ပြောမယ်ဆိုရင် तू ကတော့မဖြစ်ခင်မှာ तू ကတော့ရှိခဲ့မယ်ဆိုလို့ရှိရင်ဖြစ်ခဲ့မယ်ဆိုတခုခုရှိတော့ကြောင့်ဆိုတဲ့အခါမျိုးတွေကြရင်သုံးမှာဖြစ်တယ်နော် mas ခါတာ verb တော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်နော်ဆိုတော့ verb mas ခါတာ verb တဲ့ okimas ကြည့်ကြည့်ရအောင်နော်သူကိုလည်းခိုင်ကြီးက arimas ခါတာ shorui o junbi shite okimas ခိုင်ကြီးက arimas ခါတာဆိုတော့ဗာလေအစည်းအဝေးရှိတော့ကြောင့်ဟုတ်ပြီနော်တခုခုဖြစ်တော့ကြောင့်တခုခုကိုလုပ်ထားမယ်ဆိုတဲ့အဓိပ္ပာယ်သူလည်းပဲရည်ရွယ်ချက်ရှိလုပ်တာပဲနော်အစည်းအဝေးကရှိတော့ကြောင့် shorui ဆိုတဲ့စာရွက်စာတမ်းတွေကို junbi shite okimas မလုပ်ထားမှလည်းပြင်ဆင်ထားမယ်ဟုတ်ပြီနော်ပြင်ဆင်ထားမယ်စီဝေးရှိရဲ့အတွက်ကြောင့်မလို့ရည်ရွယ်ချက်ရှိနဲ့စာရွက်စာတမ်းတွေကိုပြင်ဆင်ထားမှာဟုတ်ပြီနော်ဆိုတော့အဲ့ဒီအတိုင်းပဲနောက်ထပ်တစ်မျိုးသုံးလို့ရပြီတဲ့ခိုင်ကြီးက arimas ခါတာイスはそのままに置いておきますအစည်းအဝေးကရှိတော့ကြောင့်ထိုင်ကုန်တွေကိုそのままအဲ့ဒီအတိုင်းလေးပဲထားမယ်ဟုတ်ပြီနော်そのままにဆိုတာအဲ့ဒီအတိုင်းလေးပဲဒီတိုင်းဘာမှမလုပ်ဘူးဆိုပေမဲ့အစည်းအဝေးရှိတဲ့ရည်ရွယ်ချက်ကြောင့်ဒီခုံတွေကိုဒီတိုင်းလေးပဲထားမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိနဲ့ထားတာကိုပေါ်ပြတာဖြစ်တဲ့အတွက်ဒီဟာလေးကိုလည်း watte okimas နဲ့သုံးတယ်ဟုတ်ပြီနော်ဆိုတော့အစည်းအဝေးရှိတော့ကြောင့်ထိုင်ကုန်တွေကိုအဲ့ဒီတိုင်းလေးပဲထားမယ်ရမယ်နော်ဆိုတော့ watte okimas နှစ်ခုစလုံးကကိုယ်တိုင်ကလှုပ်ထားတာလည်းဖြစ်မယ်တပါးသူကိုလှုပ်ခိုင်းတာမျိုးတွေမှာလည်းသုံးလို့ရတယ်ဟုတ်ပြီနော်ကဲအဲ့တိုင်းလေးပဲထားလိုက်ပါဟုတ်ပြီနော်ဒီလိုမျိုးတွေမှာလည်းသုံးလို့ရဆိုတော့တာရိုရှိဘတ်တွေနဲ့တွဲသုံးတာဖြစ်တဲ့ watte arimas watte okimas watte arimas ကနေရာမှာပစ္စည်းတွေကိုတစ်ခုခုအကြောင်းတစ်ခုခုကြောင့်ထားတယ်လှုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်လှုပ်ထားပြီးရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်ကိုလည်းလှုပ်လို့ရတယ်သူတစ်ပါးလှုပ်တာကိုလည်းပြောလို့ရတယ်သူတစ်ပါးလှုပ်ထားတာကိုပြောလဲရတယ်ဟုတ်ပြီနော် watte okimas ဆိုတဲ့ဒီတိုင်းပဲကိုယ်တိုင်လှုပ်လဲရတယ်သူတစ်ပါးကိုလှုပ်ခိုင်းတဲ့အခါမျိုးတွေမှာလည်းသုံးလို့ရတယ် watte okimas ရည်ရွယ်ချက်နဲ့လှုပ်ထားမှာဟုတ်ပြီနော်
ဆိုတော့ဒီဟာလေးနှစ်ခုနားလည်မယ်ထင်တယ်What Arimas ကအခန်း30မှာတွေကပါတဲ့ပုံစံဖြစ်တဲ့အတွက်နားလည်ပြီးသားလို့ထင်တယ်ဟုတ်ပြီနော်ဆိုတော့ဒီနှစ်ခုလေးမရောပဲနဲ့တည်တည်ဆက်ဆက်လေးသုံးတတ်ပါစေလို့ဟုတ်ကဲ့ပါကဲဒါဆိုရင်ဒီနေ့ကိုဒီလောက်နဲ့ပဲဆုံးသတ်ပါမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်